ဖယုံဒီတလုံးစားတီးချိန်မှာပင်စီမှာတွားချထိုးတန်တချောင်းစီစိတ်ချပေးပါဒါဆိုရင်ဖယုံဒီဒီမပြတ်သေးလာပါလိမ့်မယ်ဖရဲဒီပကံလုံးအရွယ်မှာပင်စီကိုတွားချထိုးတန်နဲ့အနှဲငယ်ဖောက်ပေးပါဒါကမိုးများတဲ့အခါဖရဲဒီကွဲအပ်တာကိုကောက်ွယ်ပေးပါတယ်မြေပဲပင်အရွယ်ရောက်လာရင်အလဲကအကိုက်ဒီကိုမြေကြီးထဲလှဲသိပ်ပြီးမြေဖို့ပေးပါဒါဆိုရင်မြေပဲဥဒီအများကြီးပို့ထွက်လာပါမယ်ပြောင်းဘူးပင်ထိတ်ထန်းကိုဖြတ်ပေးခြင်းထင်အစိဒီကိုပိုမိုအောင်မြင်စေပြီးအထွတ်နှုံတိုးစေပါတယ်ကန်ဇွန်ဥပြိုးပင်ကိုအလျားလိုက်လှဲဆိုင်ပါဒါကအမြင့်ထွတ်နှုံကောင်းစေပြီးဥဒီအပြုတ်လိုက်တီးစေပါတယ်မုံလာဥဖြူပင်ထိတ်ဖျားကိုဖြစ်ပြီးရင်ဥဒီအထဲမှာအခေါင်းမချစ်ထွေးကြီးထွားဖြူစေလာပါလိမ့်မယ်ငညုတ်တီပထမဆုံးပန်းစပွင့်ချိန်မှာအောက်ခြေကဘေးတက်တွေကိုအကုန်ဖယ်ရှားပါဒါဆိုရင်အပင်ကအာဟာရကိုအပေါ်ထိပိုရစေပြီးအသီးတွေအများကြီးသီးလာပါမယ်ခရမ်းသည်ဘေးတက်တွေကိုဖျက်ပေးခြင်းခင်အာဟာရဆုံးရှုံးမှုကိုလျှော့ချော်ပြီးအလင်းစွမ်းအင်ပိုရစေကအထွတ်နှုံတိုးစေပါတယ်ခရမ်းကျင်သည်အပင်30စင်တီမီတာလောက်မှာမြေကြီးထဲလဲပြီးမြေဖို့စိုက်ပါဒါဆိုရင်အသီးဒီမရီမတွက်နိုင်အောင်တီးလာပါလိမ့်မယ်တခွားသည်ဘေးတက်ဒီကိုဖြစ်ပေးရင်ယောဂဘေးကကိန်းဝေးစေပြီးအလင်းစွမ်းရင်ပိုရစေတာမို့တခွားသည်ဒီပိုကြီးပြီးပိုများလာပါမ